အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ April Founder ကိုရနိုင်ပါကျွန်တော်ဒီလမှာ15ရက်နေ့မှာပေါ့နော်အခြေခံဒဇရိုက်သင်တန်းလေးပြီးဖို့ရှိရပေါ့နော်အခြေခံဒဇရိုက်သင်တန်းအခုဖွင့်တဲ့အချိန်မှာကျွန်တော်တို့ကအရင်သင်တဲ့သင်တန်းတွေလိုသင်တန်းကြီး9သိန်း10သိန်းအဲ့လိုယူတော့မှမဟုတ်ပဲねသင်တန်းကြီး3သိန်းခွဲနဲ့ကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်အဲ့ဒါကကြတော့တကယ်အခြေခံသင်တန်းလုံးဝစစ်ပေါ့နော်သင်တန်းဈေးလည်းသက်သာမယ်အခြေခံကိုလည်းမိမိရပတ်မိုင်းနိုင်ရှိုက်သွားတက်အောင်ရည်ရွယ်ပြီးတော့မှသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဘာတွေသင်ပါလဲဆိုလို့ရှိရင်ဒီအခြေခံနဲ့ပတ်သက်တဲ့စေးအကြောင်းတွေပိုးစာပေါင်းအကြောင်းတွေဒီဒဇရိုက်နဲ့ပတ်သက်တဲ့ဒီကုန်ကျန်းပစ္စည်းအကြောင်းတွေအကုန်ပါမယ်ပြီးလို့ရှိရင်1 color solid ပြီးရင်ဒီ vector တွေရိုက်တာ solid ရိုက်တာတွေအဲ့ဒါတွေကိုမှကျွမ်းကျင်ပတ်မှန်နိုင်ရိုက်တက်နိုင်အောင်ပြီးဖောင်းကြွရိုက်တာ FSC ရိုက်တာတွေပေါ့နော်အဲ့တော့ဒီ solid နဲ့ပတ်သက်ပြီးတော့ရိုက်လို့ရအမြအရာမှန်သမျှကိုဒီ normal quality ကနေပြီးတော့မှကျွန်တော် high quality ဖြစ်တဲ့အထိဘယ်လိုရိုက်လို့ရလဲဆိုတာကိုသင်ကြားပြသမှာဖြစ်ပါတယ်အဲ့တော့သင်တန်းက3ရက်ပေါ့နော်ကျွန်တော်တို့ဒီ3ရက်အတွင်းမှာသင်တန်းကြီးက3သိန်းခွဲ3ရက်အတွင်းမှာအဲ့ solid vector line နဲ့ပတ်သက်ပြီးတော့ professional ဖြစ်တဲ့အထိရိုက်တက်နိုင်အောင်ဟိုကျွန်တော်သင်ကြားပေးမယ်ပေါ့နော်သင်ကြားပေးမယ်ဆိုတော့ကျွန်တော်ပြပေးမယ်လုပ်ပြပေးမယ်တခါတည်း error ဖြစ်နိုင်တဲ့အရာတွေအကုန်လုံးကိုတခါတည်းသင်ကြားအဲ့တော့အဲ့လိုဘာလို့ခွဲပြီးတော့သင်ပြီးလဲဆိုတော့တော်တော်များများကဒီ hub tone တွေ CM1K တောင်မပါဘူးဗျာ simulator ရိုက်ချင်တော့တကယ်တမ်းကျွန်တော်ရှိလာနေတဲ့သင်တန်းသားတွေကဘာမှတော့နားမလဲသေးတဲ့အခါမှာကျွန်တော်တို့က hub tone တွေ simulator တွေသင်ပေးလိုက်လို့ရပါတယ်ဘာလို့ရပါတယ်လို့ပြောလဲဆိုတော့ကျွန်တော်သင်ပေးရလွယ်ပါတယ်ဒါကဒီလိုလုပ်တယ်ဘယ်လို color ခွဲတယ်ဘယ်လိုရိုက်တယ်ဘောင်းတွေဘယ်လိုဖွင့်ပါတယ်ဆိုပြောလိုက်ဒါပေမဲ့ကျွန်တော်တို့သင်ပေးမဲ့ရက်အတွင်းမှာသူတို့လုံးဝမတက်နိုင်ဘူးဘယ်လောက်ကြီးမတက်နိုင်ဘူးလဲဆိုလို့ရှိရင်သင်နေတဲ့အချိန်မှာပဲဟာဒါမိုက်ပါတယ်ဒါကြည့်လို့ပါခြာရေးသွားမယ်ဗီဒီယိုရိုက်ပြီးတော့မှတ်သွားမှာပေါ့ဗျာကြည့်တော့ပါပဲပြန်လုပ်တဲ့အခါမှာအရင်အခက်အခဲဖြစ်နေကြတော့ဘယ်လောက်ထိဆိုလဲဆိုလို့ရှိရင်ကျွန်တော်အတန်းမှာ simulator မရောက်တဲ့ရောက်အထိ color ခွဲတာပါတယ်အဲ color separation တွေက CM1K လို့ဟာမှာဆိုရင်တော့မှအဲ့လိုပုံတပုံကြည့်ပြီးတော့ဒါ CM1K ခွဲတင်လားမခွဲတင်လားgrayscale ရိုက်ရမလားလို့ရှိရင်1 color hub tone နဲ့ကျွန်တော်ဒီ vector နဲ့ချိတ်ရိုက်ရမလားဆိုတဲ့ဟာ thinking တွေလုံးဝမတွေးနိုင်အဲ့ဒါဘာလို့မတွေးနိုင်လဲဆိုတော့ပြန်စဉ်းစားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံနိုင်ကူကဒီဒဇရိုက်ပညာရပ်ကိုစပြီးတော့လေ့လာတဲ့အချိန်မှာ1 color ဖြစ်တဲ့ solid တွေ vector တွေပေါ့နော် spot color တွေအဲ့ဒီဟာတွေကိုအရင်လေ့ကျင့်ခဲ့တာဟို1 color hub tone တော့မပါခဲ့ဘူးဗျာမသိဘူးလားဆိုတော့သိတယ်မလုံနိုင်တော့အဲ့မလုံနိုင်သေးတဲ့အရာကိုသွားပြီးတော့ကျွန်တော်တို့ကမကြိုးစားကိုလုံနိုင်တဲ့ပမာဏကိုကြိုးစားခဲ့တာအဲ့တော့ကျွန်တော်တို့ vector တွေ solid တွေအများကြီးရိုက်တယ်အဲ့ဒါကြီးဘယ်လောက်ထိတောင်ရိုက်လဲဆိုလို့ရှိရင်တစ်နှစ်ကျော်လောက်ဖြစ်လို့တစ်နှစ်လောက်ထိကိုအဲ့ဒါကြီးထုတ်ရှော့ရိုက်နေတာရိုက်ပြီးတော့မှဒီပေါ်မှာပေါင်တွေဖောက်လာရတယ်ဟိုဒီ solid ကိုတော့ပေါင်အမြန်ဖွင့်နိုင်ဘူးကော်တွေရဲ့အနေထားတွေဒါတွေကကိုယ့်အကိုပြန်တင်နေရအောင်နော်အဲ့ဒါပြီးတော့မှ have တုံးပါအဲ့အချိန်ကျအရင်လွယ်သွားနည်းနည်းလေးဟိုပေါင်မာဝိုင်းတော့မှဘာကြောင့်ဖြစ်တယ်ဆိုတော့သိသွားအဲ့တော့ရှေ့မှာ solid နဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးလုပ်ခဲ့လိုက်ရပြီးတော့ဆွဲချက်ဆေးဆွဲချက်တွေမှာကြီး vector solid တွေဆိုပြင်လိုက်ကြတဲ့အရာပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကစေးကြကောင်ဆွဲလာတဲ့အခါကြီး hub တုံးကြတော့သူကတော်တိတိလေးနေဒီတိုင်းဖိပြီးဆွဲလိုက်ရတယ်တုံးကလာရောင်းအောင်ဝင်အောင်ဆွဲတာမဆွဲတာတော့နောက်မှာအဲ့ဒီအချိန်မှာ solid ကိုကောင်းရှေ့မှာရိုက်ခဲ့မယ်ဆိုလို့ရှိရင်1 color hub တုံးတော့ easy ဆွဲရုပ်ထွက်အဲ့ဒါမဟုတ်ပဲနဲ့ solid တောင်မဆွဲနိုင်ဘူး1 color hub တုံးတော့ဆွဲရုပ်ထွက်အောင်ဆွဲဖို့တော့မဖြစ်နိုင်ဘူးကျွန်တော်တို့ကဒီသင်တန်းကို
professional တွေ beginner အဲ့လိုမခွဲတော့ဘဲနဲ့ကျွန်တော်ရှိမှာသင်တန်းတက်မယ်ဆိုလို့ရှိရင် basic level စ join ရ join ပြီးတော့မှကျွန်တော်အကြီးတစ်ဆင့်ကိုအဆင့်ပြည့်ပြီးဆိုတော့မှနောက်တစ်ဆင့်ပေးပြီးတော့မှသင်ကြားပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါပဲတက်ချင်လို့လာတင်တယ်မတင်ပေးဘူးဒါပဲသိချင်တယ်ဆိုလည်းမတင်ပေးဘူးဘာလို့ဒီအခြေခံကိုမ join ဘူးဆိုလို့ရှိရင်ရှေ့မှာတည်သွားတဲ့ဟာအဆင်ပြေမှာမဟုတ်ပြီးတော့အဲ့ကြော်တင်ပေးဖို့ဆိုတာလေတော်တော်လေးကိုကျွန်တော်တို့တော့လည်းပြင်မှန်းတယ်ပြီးရင်ထပ်လိုက်ပြောနေရပါဘောနော်လိုက်ပြောနေရဆိုတော့ပြီးတော့ကျွန်တော်တင်တဲ့ပုံစံကြတော့လေ9ပုံပဲဖြစ်6ပုံပဲဖြစ်ဖြစ်ပေါ့တင်ငန်းစာတစ်ခုချင်းစီတိုင်းပေါင်လေးပေးဖွင့်ရတော့ကျွန်တော်လုပ်ငန်းခွင်မှာလုပ်နေတယ်လို့ပဲသူတို့ရှိမှလုပ်ပြနေရတဲ့အချိန်မှာတချို့အရာတွေဆိုရင်နောက်ပိုင်းတင်ငန်းစာတွေဆိုကျွန်တော်ကဒီတင်ငန်းစာတွေပေးပြီးတော့မှပေါင်ပေးဖွင့်ရအောင်ပေါ့နော်ကိုပါကိုလုပ်ကိုပါကိုဖောက်အဲ့လိုအဖွဲ့တွေဖွဲ့ပြီးတော့မှကာလာတွေတွင်းတာတွေရိုက်တာတွေကိုလုပ်ပြတာဆိုတော့အဲ့မှာတွေကျွန်တော်တို့ပေါင်တွေကပဲ့တာတွေမပွင့်တာတွေအဆင်မပြေဘူးပေါ့နော်အဲ့အဆင့်ကျော်တင်တဲ့ကဏ္ဍအကြောင်းအဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီ basic level သင်တန်းကိုပြင်စာ join ဖို့3လခွဲနဲ့စတင်ဖွင့်ပြီးဖြစ်ပါတယ်သင်တန်းတက်မယ်ဆိုလို့ရှိရင်ဒီ basic level အခြေခံကနေစမယ်အများကြီးမသင်ဘူးရိုက်နိုင်တဲ့ပမာဏတွေရိုက်တတ်သွားအောင်နားလည်သွားအောင်လုံနိုင်သွားအောင်ကိုတွေးခေါ်နိုင်အောင်အဲ့လောက်ထိပဲကျွန်တော်သင်ပေးလိုက်မှာဖြစ်တယ်အဲ့ဒါကို try ပြီးတော့မှနောက်တစ်ဆင့်မှာထပ်ပြီးတော့ဟိုကရှေ့မှာ solid refactor ရိုက်ရကျွန်တော်ကျွမ်းပါပြီဆိုလို့ရှိရင်ပြန်လာခဲ့နောက်တထန် join လို့ရမယ်အဲ့ကြောင့်မှကျွန်တော်ပေး join မှာပေါ့နော်အဲ့တော့ကျွန်တော်ရှိမှာကဒီ August လ15ရက်နေ့ဆိုလို့ရှိရင်တနန်းစမယ်ပေါ့နော်လူကြီးတွေလည်းကန့်သက်ထားတော့စင်ရင်ပေးပြီးတော့သူကစာပြီးတနန်းအနံ့ရပါတယ်ကျေးဇူးတင်ပါတယ်